မင်္ဂလာပါရှင်ဒီနေ့ကျမတို့ series ဖို့စာသားအပိုင်းအစားလေးတစ်ခုရထားတဲ့ပါတယ်အကြောင်းအရာကတော့အကြမ်းဖက်မှုချိန်ချမှုတွေနဲ့ပတ်သက်ပြီးပေါ့နော်ကျမတို့ရဲ့ခန်းစားချက်နဲ့တကယ်လက်တွေ့အခြေအနေကြမှာကွာရချက်တွေရှိနေနိုင်သလားဆိုတာလေးပါအထူးသဖြင့်မီဒီယာတွေရဲ့တင်ဆက်ပုံကလေအဲ့ဒါကကျမတို့ရဲ့အကြောက်တရားကိုဘယ်လိုများပုံဖော်နေတယ်လဲဆိုတာကိုအဓိကထားပြီးကြည့်ကြရအောင်ဒီစာသားထဲမှာတတိထားမိတာတစ်ခုကအကြမ်းဖက်မှုသတင်းဆိုရင်မီဒီယာတွေကတော်တော်မြင့်မြင့်ပြီးတော့ခြေခြေပြန့်ပြန့်ဖော်ပြတတ်ကြတယ်ဆိုတာပဲတခါလေဆိုထိတ်လန့်စရာပုံတယ်ခေါင်းကြီးပိုင်းနေနဲ့ပေါ့ကပိုင်းတစ်ဖက်ချမ်းကဖြစ်ရတောင်ချက်ချင်းကြီးတိရတယ်လို့မျိုးဖော်ပြထားတယ်ဆိုအဲ့လိုတင်ဆက်မှုမျိုးကဘလို့တက်ရောက်မှုရှိနိုင်မှထင်လဲဟုတ်ကဲ့အဲ့ဒီလိုချင်းချောက်မှုကိုပိုကြီးအောင်ခြေကားဖော်ပြတဲ့ပုံစံလေးအဲ့ဒါကအရေးပါတယ်လို့စာသားမှာဆိုလို့ချင်းပုံရပါတယ်ဘာကြောင့်လဲဆိုတော့ဒါဟာကျွန်တော်တို့ရဲ့စိတ်ထဲမှာ NDA ဟာတကယ်ရှိနေတာထက်ပိုကြီးတယ်ပိုနီးစပ်တယ်ဆိုတာမျိုးဟာနေရာတိုင်းမှာဖြစ်နိုင်တယ်ဆိုတဲ့ထင်အောင်ထင်မှဖြစ်စေနိုင်လို့ပါပဲဟုတ်ကဲ့ထင်အောင်ထင်မှဖြစ်စေတာမျိုးဟုတ်ပါတယ်တကယ် NDA အတိုင်းအတာထက်စိတ်ခံစားမှုကပိုပြီးတော့လွမ်းမိုးသွားစေနိုင်တာပေါ့ဟုတ်ပါတယ်ဒီအချက်နဲ့ဆက်ပြီးကျွန်မရန်သဘောကျတဲ့စကားရဲ့လေးတစ်ခုစသားတယ်ပါပါတယ်ရှင်အဲ့ဒါကကြောက်စရာကောင်းတာကတကယ်တဲ့မီဒီယာစကားပဲတဲ့တော်တော်လေးစဉ်းစားစရာကောင်းတဲ့အဆိုပဲနော်ဆိုလိုရင်းကရှင်းပါတယ်တကယ်အကျဉ်းဖတ်မှုဖြစ်နိုင်ချေဖြစ်ပွားနှုံးပေါ့အဲ့လာကနေရာတော်တော်များများမှာကားတိုက်မှုလိုမျိုးနေစဉ်ကြုံရနိုင်တဲ့ NDA တွေထက်တောင်နီးနေနိုင်တယ်ဒါပေမဲ့မီဒီယာမှာအဆက်မပြတ်အခြေတဝင်းမြင်နေချားနေရတော့စိတ်ထဲမှာဒီအကြောက်တရားကအရင်ကြီးရဲ့နေရာတစ်ခုယူထားတယ်လို့ထင်နေတယ်ဆိုတာမျိုးပါဟုတ်ပါတယ်မှန်ပါတယ်အဲ့ဒါကြောင့်လဲဒါဆိုမဲစရာကဘာလို့မီဒီယာတွေကဒီလိုပုံစံမျိုးဖော်ပြတတ်ကြတယ်လဲဆိုတာပေါ့စာသားမှာတော့ဖြစ်နိုင်ချေအကြောင်းရင်းတချို့ထောက်ပြထားပါတယ်တရင်ရဲ့သဘောတဘာဝအရဆွဲဆောင်မှုရှိလို့လားကြီးစုနှုံများစေချင်လို့လားဆိုတာမျိုးပေါ့နော်ဒါမှမဟုတ်ဒီခါလေးမှာနိုင်ငံရေးရွေချက်တွေလည်းပါဝင်နိုင်တယ်လို့ဆိုထားတယ်ဟုတ်ကဲ့ဆိုတော့အကြောင်းရင်းဘာပဲဖြစ်ဖြစ်အကျိုးဆက်ကတော့လူတွေရဲ့အကြောက်တရားကပိုကြီးလာတာပဲစိတ်ဝင်စားစရာကောင်းတာကအကြမ်းဖက်သူတွေကိုယ်တိုင်ရဲ့ရည်မှန်းချက်ကလည်းအကြောက်တရားဖြန့်ဖို့ဆိုရင်ဒီလိုမီဒီယာကချက်ကဖော်ပြမှုတွေကသူတို့ရဲ့အထောက်အကူတော့ခစ်သွားစေနိုင်လားဆိုတဲ့မေးခွန်းမျိုးပေါ့ဟုတ်ပါဒါတကယ်စဉ်းစားစရာပဲဒီလိုအတိုင်းအတာတဲ့ပုံနေတဲ့အကြောက်တရားတွေစိုးရိမ်မှုတွေများလာရင်ဘာဆက်ဖြစ်နိုင်မလဲစာသားထဲမှာဖော်ပြထားတဲ့နောက်ဆက်တဲ့စိုးကျိုးတွေကလည်းမသေးဘူးဥပမာပြောရရင်လူတွေရဲ့နေစဉ်သွာလာလှုပ်ရှားမှုနေထိုင်မှုပုံစံတွေပြောင်းသွားတာမျိုးပြတယောက်နဲ့တယောက်ကြားမှာတန်ရရတွေပိုများလာတာနောက်ဆုံးကိုယ့်ရဲ့လွတ်လပ်ခွင့်တချို့ကိုတောင်ကန့်သက်ဖို့လက်ခံလာတာမျိုးတွေထိဖြစ်လာနိုင်တယ်လို့ဆိုတယ်ဒါတွေကတကယ်လက်တွေ့ကျတဲ့အကျိုးဆက်တွေပဲဟုတ်ပါတယ်ဒါကြောင့်မို့လို့ဒီရရှိထားတဲ့အချက်လက်တွေပေါ်မူတည်ပြီးအကြံပြုချက်ပေးထားတာကတော့ရှင်းပါတယ်မီဒီယာကလာတဲ့သတင်းအချက်လက်တွေကိုလက်ခံတဲ့ခါမှာလေချင်းဝေဖန်တဲ့စိတ်နဲ့ချင်းကပ်ဖို့လိုအပ်တယ်ပေါ့စိတ်တွေကအကြောက်တရားကိုရှေ့တိုင်းတင်မစင်စားဖဲနဲ့အဖြစ်မှန်အခြေအနေကဘလောက်အတိုင်းအရှိတယ်လဲဆိုတာကိုတတ်နိုင်တယ်လို့အတိအကျနားလည်ဖို့ကြိုးစားတဲ့ဟုတ်ကဲ့အဖြစ်မှန်ကိုသိအောင်ကြိုးစားဖို့ဟုတ်ပါတယ်ပြီးတော့တည်င်းတစ်ခုတည်းကိုပဲမကြည့်ပဲရင်းမျိုးအမျိုးမျိုးကိုလေ့လာပြီးတော့ပို့ပြီးမျှတာတဲ့အမြင်တစ်ခုရအောင်ကြိုးစားဖို့တိုက်တွန်းထားတာတွေ့ရပါတယ်ဒီဆွေးနွေးချက်တစ်ခုလုံးကိုပြန်ပြီးတော့ခြုံငုံကြည့်လိုက်ရင်အဓိကမှတ်သားစရာကမီဒီယာရဲ့တင်ဆက်ပုံနဲ့ကျမတို့ရဲ့ခန်းစားချက်ကြားကဆက်မှုပေါ့နော်အဲ့ရကိုတတိပြုမိဖို့နားလည်ဖို့လိုလေဆိုတာပါပဲဒီလိုတတိပြုနိုင်ခြင်းကအခြေအနေမှန်ကိုမလွန်ဆန်လက်အတိုင်းကတစ်ခုအတွင်းကအကြောက်တရားမျိုးပဲထားနိုင်ဖို့အထောက်အကူပြုနိုင်မယ်လို့ထင်ပါတယ်ခုနကပြောခဲ့တဲ့စကားလေးကြောက်စရာကောင်းတာကတကယ်တည်းမီဒီယာစကားပဲဆိုအလေးကိုပဲပြန်ပြီးအမရနေဖို့လိုမယ်ထင်ပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြီးတော့မိခွန်းထုတ်ကြည့်ခြင်းစိတ်ပေါက်လာတယ်အဲ့ဒါကဘာလဲဆိုတော့ဒီလိုချင်းချောက်မှုတွေနဲ့ပတ်သက်တဲ့တည်င်းချက်လက်တွေကိုလက်ခံတဲ့နေရာမှာပေါ့တူဦးချင်းစီကပို့ပြီးတော့ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလာကြမယ်ဆိုရင်အဲ့ဒါကကိုတယောက်တည်းအမြင်ပြောင်းလဲသွားယုံထဲမကဘဲနဲ့လူဖွဲ့စီတစ်ခုလုံးရဲ့စုပေါင်းတုံ့ပြန်ပုံတွေပြီးတော့အခြေအနေတွေကိုကြံ့ခံနိုင်စွမ်းအဲ့ဒါတွေကိုတော့ဘယ်လိုအားကောင်းလာစေနိုင်မလဲဒါလည်းကတော့ဆက်ပြီးတော့တွေးစားစရာအချက်တစ်ခုဖြစ်မယ်လို့ထင်ပါတယ်